နေ့တငယ်ချင်းတယောက်ကျွန်တော်ဘွိုင်းလာကြောင်းပေးနေကျွန်တော်ဒီနေ့ဘွိုင်းလာကြောင်းနဲ့ကျွန်တော်ဒီတက်လောက်ရှင်ပြပြစီဘွိုင်းလာမှာတောင်းတန်ပါအချိန်တက်လိုက်တော့ဆိုဂျူးမစေဘူးချပြစ်ထားတယ်အချိန်မှာတောင်းတန်တော်တော်များဂျူးတဲ့ပြီအဲ့လိုပေါ့တော်တော်ဆွေးမိသွားတဲ့အချိန်ကြာမှဒီဘွိုင်းလာအထက်ပေါပြီးဆိုအဲ့တက်ကား live ဖို့ရခိုင်တော့အများကြီးတက် live ဆို ancient နေနဲ့တော်တော်အန်တယ်အများကြီးပေါ့နော်ပြီးပွိုင်းလာလည်းအများစုတက်တာဒီရေချိုခမ်းမတက်လို့အပြစ်မှာတက်တော့ဒီရေလမ်းရေချိုခမ်းမှာရှိရအတွက်ပြီးရေချိုခမ်းမှာအဓိက3တာကျွေးပြအများဆုံး3တော့တက်လိုက်ရင်အသက်အန္တရာယ်ပါဖို့ရခိုင်တော့များဗျာပြီးတော့ဒီပွိုင်းလာတော့တက်နိုင်ပြီဆိုရင် ancient တယောက်အနေနဲ့ဒီ breaker ဘောနဲ့ CG ကဟိုမချိနေပါဗျာအတန်းတည်းအဓိကဖြစ်တဲ့အတွက်ဒီ breaker လည်းအကောင်းစားပေါ့အဲ့လိုမျိုးတွေပို့ပြီး brand ကောင်းထဲပို့ပြီးရွေးတုံးတင်နေဗျာဒီ LK တို့ဘာလို့ RCVO ထဲအဲ့လိုမျိုးတွေတုံးနေပြီး boil လာလည်းပွင့်လင်းပြောရင်ဒီ service ပေးရလူလည်းကျွမ်းကျင်နေဆိုပို့ဆင်းပြီး service ပေးရလူမကျွမ်းကျင်နေဒီ quite မပေါခင်ဂျိုခွာတဲ့အချိန်တိုင်းလည်းတတိမထားမီဂျိုခွာရင်လည်းအချီပေါရင်လည်းတက်လိုက်ရင်ဆုံးရှုံးမှုလည်းမနေဘူးဗျ boil လာပွင့်လင်းပြောဒီဂျိုလည်းသူအဝင်ထွက်လေတခြားမှန်ပိုကောင်းနေပြီးအန်တီကာ point လာမှာ assistant point ပိုကောင်းနေပြတက်လိုက်ရင်ဟို breaker တက်ထားပြီးတော့ assistant point တော့အကောင်းဆုံးပြီးရေပူရေတွေတက်တဲ့ချိန်ကျန်လဲဟိုပေပူညာအေးတိရတော့များတယ်ဒါပေမဲ့အဓိကမှန်အောင်လဲတက်ဖို့တော့လိုတယ်ဗျ